ဤအဖွားဖြစ်သူသည်နှစ်စဉ်ခရစ်စမတ်ရောက်တိုင်းတူညီသောဟင်းလျာကိုအမြဲယူဆောင်လာတတ်သည်သို့သောသူမ၏လက်ရာမှာအလွန်ဆိုးရွားလာသဖြင့်သူမစိတ်မကောင်းမဖြစ်စေရန်အားလုံးကကောင်းတရားဟန်ဆောင်စားပေးကြရသည်တခါတော့မြေးဖြစ်သူကနှင်းလူရုပ်ဖြင့်အဖွားကိုအာယုံရွဲထားစဉ်အားလုံးကစပွဲအောက်သို့ဟင်းများတွန်ပစ်ခဲ့ကြသည်နောက်တစ်နှစ်တွင်မူအဖွားနှင့်ကခုံရန်တယောက်ကိုဆေလွတ်ပြီးသူမတတိမထားမိခင်ဟင်းများကိုလွှင့်ပစ်ကြပြန်သည်ထို့နောက်တစ်နှစ်တွင်အဖွားကထိုဟင်းလျာကိုပင်ထပ်မံယူဆောင်လာပြန်ရာဦးလေးဖြစ်သူကမိများပိတ်လိုက်ပြီးအားလုံးစားပြီးသွားပြီဖြစ်ကြောင်းဟန်ဆောင်ခဲ့ကြသည်စပွဲအောက်ရှိဟင်းများကိုခွေးကလေးသာမြင်တော့လဲထိုခွေးပင်မစားခြင်းပေနောက်တစ်နှစ်ခရစ်စမတ်ရောက်သောအခါအားလုံးကလက်ဆောင်များဖြင့်စောင့်ကြိုနေကြတော့လဲအဖွားမှာကွယ်လွန်သွားပြီဖြစ်၍ရောက်မလာတော့ပေအားလုံးကအဖွားကိုလွမ်းဆွတ်တန်းတပြီးသူမ၏အရသာမရှိသောဟင်းလျာကိုပင်တတိယနေကြသည်ထိုစဉ်ဦးလေးဖြစ်သူကအဖွား၏ဟင်းချက်နီးဟောင်းနှင့်ပါဝင်ပစ္စည်းများကိုယူဆောင်လာခဲ့သည်ရင်းတို့သည်9 နာရီကြာအောင်ထိုဟင်းချက်နီးအတိုင်းအသေးချာချက်ပြုတ်ခဲ့ကြသည်နောက်ဆုံးတွင်ဟင်းလျာအစဉ်သင်ဖြစ်၍မြည်ဆန်းကြည့်လိုက်သောအခါအရသာမှာအရင်ကအတိုင်းပင်အလွန်ဆိုးရွားနေစေဖြစ်ကြောင်းသိလိုက်ကြရသည်